Hello မင်းပြောစရာလေးရှိလို့ပါမင်းဒီညမနေ့ညနေပစ္စည်းရောက်တာလေပစ္စည်းရောက်တော့ညနေရောက်တယ်ညနေရောက်ပြီးတော့ပို့ရမယ်လူကလည်းတော်တော်များတယ်ရောက်တဲ့ပစ္စည်းနဲ့ကွက်တီလောက်ဖြစ်နေလူ90ကျော်လောက်အချင်း90ကျော်လောက်ဖြစ်နေ25လောက်ဖြစ်နေတော့ဆိုပစ္စည်းမလောက်မှဆိုလို့ညတညလုံးပစ္စည်းလည်းထုတ်တယ်စရင်လည်းရေးအဲ့ဒါနဲ့အလင်းပေါက်ကြီးပဲမိနစ်9နာရီကြီးပဲအဲ့တော်တော်နဲ့မပြီးဘူးဆိုတော့စက်သားတွေပါညာနဲ့ဂျားထဲမှာစာပို့တာပါညာအဲ့နဲ့မိနစ်စောစောလုပ်ပြီးတော့ပါကားကိတ်ကိုချို့ပစ္စည်းပို့တယ်ပြီးတော့ဒလီအပ်တယ်ရရက်အပ်တယ်အပြီးရရက်ပြန်တော့ရေမိုးချိုးပြီးတော့ပါမန်းလေးကိုပစ္စည်းပို့သွားတာမန်းလေးချို့2ပိတ်တာ3ပိတ်တာဓမားတွေလူနည်းနည်းများအလုံး18ပိတ်တာလောက်ရှိမှမန်းလေးရကျအဲ့ဆိုကိုယ်တိုင်တွားပို့ပေးတယ်နေရလဲပူတယ်ဆိုင်ကယ်ဘိန်းတွေပေါက်ပြန်ကြတော့မိုးတွေမိတော့အိမ်ရောက်တော့မနေ့ကညမအိတ်ထားရတဲ့အချိန်နဲ့ဆိုတော့လုံးဝနေလို့မကောင်းဘူးလူရောက်50ကြီးကိုတယောက်ချင်းစီကိုပစ္စည်းပို့လိုက်ပြီးနော်လို့မင်းစားပို့ရမှာလောလောဆယ်မပို့ရဘူးမပို့ပြစ်ဘူးလို့ထင်ပါဆိုလို့ပို့ပြစ်ပါတယ်မင်းမှာစာအုပ်နဲ့ဒီလိုမျိုးအကောင့်နာမည်နဲ့လေမြင်ရလားအစိုးရဒီလိုမျိုးတခြားလေးကိုရေးပြီးမှပို့တာအဲ့ဒါငါ့ကိုဒလီအပ်လိုက်ပြီလို့မပို့ရဘူးနော်အဲ့လိုမျိုးမသွေးနဲ့နော်မနေ့ကအမရေမနေ့ပြန်ဒလီအပ်ပေးလိုက်မယ်နော်လို့ပြောထားတယ်လို့အကုန်လုံးဒလီအပ်ပေးပြီမနေ့ပြန်ကြမှာတယောက်ချင်းစီကိုအကုန်လုံးဒလီအပ်ဖြစ်တဲ့အကြောင်းပြန်ပြီးပို့ပေးပါမယ်ခုကတော့မင်းနေလို့လည်းမကောင်းမိုးမိတာကိုအေးပြစ်တာဆိုတော့လေဘလုံးမကိုကမပြတ်ဖုန်းကိုမကြည့်နိုင်တော့အားကြောင့်အခုတော့မှဆေးတောက်ပြီးရင်အိမ်နေလို့တော့ကြငွေရယူထားပြီငွေရအရင်လွဲရပြီပစ္စည်းကပို့လားမပို့လားမပြောဘူးလို့ရှိမှဆိုလို့ပစ္စည်းပို့ပြစ်ပါတယ်မင်းစီမှာရှိတဲ့မှားထားတဲ့လူအကုန်လုံးပစ္စည်းရတယ်မနေ့ပြန်ရအပ်ပေးမယ်ကားတင်ပေးမယ်ဆိုရင်ငွေရှင်းထားတဲ့လူတွေရောအဲ့လိုလူတွေအကုန်လုံးကိုလည်းမနေ့ပြန်ရအပ်ပေးမယ်လို့ပြောထားလို့အကုန်လုံးအပ်ပေးချို့ကြလည်းကားနဲ့တင်ပေးတယ်အဲ့လိုမန်းလေးကပိုးတဲ့လူတွေကကိုယ်တိုင်တွားဆိုကိစ္စမရှိဘူးဒလီအပ်ပေးပြီနော်နေ့ပြန်တယောက်ချင်းစီကိုဒလီအပ်ပေးတဲ့အကြောင်းကိုစားဖို့ပေးပါမယ်ဒီနေ့ညတော့မင်းလုံးဝမပြောနိုင်တော့လို့ပါနော်ကျေးဇူးပါ